ကျွန်တော်ဘာလုပ်ရမလဲဗျာအကြံဉာဏ်လေးပါလိပေးစမ်းပါ ဟာဘာလို့ရမလဲကွာခေါ်ကွာခေါ်တူတူပြောစမ်းပါဗျာဆရာတော်ကြားပါပါမယ်ခတ်တာလေးကိုနော်ရစိတ်ဓာတ်မောင်းခိုးမယ်လို့လူစိုးလေးမဟုတ်ဒိဗ္ဗာနဲ့မောင်ကတိုင်းမင်းကပ္ပိယကြီးတွေနဲ့မောင်ကတိုင်းမင်းအမမေရှာလေးပြောင်းမယ်ဗျာကားပေါ်မှာတင်နေပစ္စည်းကိုကုမ္ပဏီကတဝက်စားမောင်းနဲ့မင်းကတဝက်စားမောင်းရမယ်ကားချီကားမင်းစိတ်မငင်းနဲ့စိတ်ညစ်တော့စိတ်မငင်းနဲ့မင်းငါနဲ့ငါအလုပ်လိုက်ရှာအလုပ်ငါ့ကိုအလုပ်တစ်ခုပေးတယ်မင်းလုပ်မလားဘာလုပ်လို့ရန်ကုန်တလိษံဥယျာဉ်မှာလုပ်ရမှာဟာဘာလုပ်လို့ကောင်းတလောက်1000ခွဲလောက်ရဟိကောင်1000နဲ့ရငါလုပ်တယ်သူတို့မင်းအချိန်ပိုင်းပဲတနေုံသွားပြီးထိုင်ဆောင်နေစရာမလိုဘူးဘာလုပ်ရမလဲရန်ကုန်တလိษံဥယျာဉ်မှာဝေခွေးကိုနှုတ်တက်ရမယ်မူလီပြတ်ပါသွားတော့မင်းရောပေးမလားဟုတ်ဘူးလေသူအချိန်ပိုင်းလေးပဲမင်းအဲ့လိုဆိုရင်မင်းလုပ်မလားဘာလို့အေယာဝတီကန်းတန်းပါလေဟာရေလိုက်မှာကျွမ်းတယ်ရေလိုက်မှာလေအေယာဝတီဟာကျွမ်းတယ်ဒီမှာခါတော့လှိုင်းနေထားပြီးလေတိုက်တော့လှိုင်းနေလှိုင်းနေထားရေပဲလှိုင်းထားပါဘောလေအဲ့ဒီလှိုင်းနေထနေလှိုင်းနေကိုညီသွားအောင်မင်းရေပေါ်တက်ရမယ်တဲ့သွားလို့သွားရမလားရေပေါ်ထိုးလို့မူဝဲလွတ်လိုက်လို့ရမလားသေပါဘောဟာသူအလုပ်လုပ်ချင်မလားလို့ပြေးတယ်လုပ်ရှင်လို့ပြောတာဗောဒါပြင်မင်းကုမ္ပဏီမှာရှိတယ်ကုမ္ပဏီငါမလုပ်တတ်လို့မလုပ်ရတာဘာတော့သူတို့ကကုမ္ပဏီမှာမင်းဒီပြင်ဘာမှမလုပ်ကားမောင်းတိုင်ရဟာဟေ့ကောင်ငါမင်းကားမောင်းအမတန်ကျွမ်းနေကောင်လိုင်စင်ရှိတယ်ပေါ့ဟာလိုင်စင်အညိုနော်အနက်ပါရှယ်လိုင်စင်ကအညိုဒီလိုပေးတာအညိုဟုတ်သားပဲမင်းကားမောင်းတတ်တာပဲအမတန်ကျွမ်းနေဟာမင်းကုမ္ပဏီမှာမထင်မဲ့မြင်လေးလည်းမောင်းတတ်ပါတယ်မင်းဟလာဒီဘက်ကဟမ်းမှုတဲ့လူဟာဒါကျွမ်းနေအကျွမ်းလားပူသီးလေးတက်ပြီဒါဒီလိုလေးဒီကုမ္ပဏီမှာလုပ်ရမှာကားမောင်းတိုင်ရကုမ္ပဏီမှာလာကတော့မပေးဘူးလေလကမပေးတော့ကိုစရွေးကိုမျိုးချနေရမှာလားဟုတ်ဘူးလေကားမောင်းတိုင်ရပြီကားပေါ်မှာတင်တဲ့ပစ္စည်းကိုကုမ္ပဏီကတဝက်စားမောင်းနဲ့မင်းကတဝက်စားဟာသူများတွေရှောက်မပြောစေနဲ့ကုမ္ပဏီမှမရှိဘူးမောင်းနဲ့ငါတဝက်ကုမ္ပဏီကတဝက်ကားပေါ်မှာတင်တဲ့ပစ္စည်းကိုကုမ္ပဏီကတဝက်စားမောင်းနဲ့မင်းကတဝက်စားမောင်းရမယ်ကားချီကားမောင်းရမယ်ကားချီကားခန့်ကြဘူးဟုတ်မင်းစိတ်မစိုးနဲ့မန်နေဂျင်ဒါရိုက်တာပြောလိုက်သေးတယ်မင်းလိုသလောက်ညှိပေးမယ်တဲ့အမလေးဗျာဒီကားကိုမောင်းတာငါညှိစရာလိုသလားကိုကျဘာလို့လဲမင်းကလည်းဒီချိန်ကြီးဖြစ်ပြီတညတလီလည်း900စီးတယ်